မင်္ဂလာပါရမ ACG နိုင်ငံသူတေသနာဌာနနဲ့လွတ်လပ်တော်မွန်တရေအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငြိမ်းချမ်းရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ပေါက်ဖော်ကတော်ကောက်လိုက်တဲ့မြမအစ်စ်ဆိုရဆိုတဲ့ခေါင်းစဉ်နဲ့ကျမနွန်တဲ့ကပြောပြပြတော့မှာပါအခုတစ်ပတ်ပြောပြမယ့်ငြိမ်းချမ်းရေးသုံးသက်ချက်အစီအစဉ်မှာအဓိကထားမိမောင်းထိုးပြလိုတဲ့အကြောင်းအရာကတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီနဲ့အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်တို့ရဲ့ထိပ်သီးသွေးဆုံမှုပဲဖြစ်ပါတယ်ဒီခီးစဉ်ဟာပုံမှန်တန်တမန်ရေးရအလဲပတ်တက်လုံးဝမဟုတ်ပဲ2025ခုနှစ်နှောင်းပိုင်းကနေ2026ခုနှစ်အစောပိုင်းတွင်ကျင်းပခဲ့တဲ့အတူရောင်ရွေးကောက်ပွဲနောက်ပိုင်းပေါ်ထွက်လာတဲ့နေပြည်တော်စစ်အစိုးရတစ်ကိုပေကျင်းကတရားဝင်အစိုးရအဖြစ်ပြောင်းကြဖေးမာပြီးနိုင်ငံရေးအရအကာအကွယ်ပေးလိုက်တာဖြစ်ပါတယ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာန FMPRC ရဲ့တရားဝင်ထုတ်ပြန်ချက်အရဒီဆွေးနွေးပွဲဟာနိုင်ငံချစ်ကြည်ရင်းနှီးမှုကိုခိုင်မာစေဖို့နဲ့မြန်မာနိုင်ငံကိုယ်ပိုင်အမျိုးသားရေးအခြေအနေတွေနဲ့ကိုက်ညီတဲ့တည်ငြိမ်ရေးလမ်းစာကိုရှာဖွေဖို့ဆိုပြီးတန်တမန်ရေးရဝေါ်ဟာရာတွေနဲ့ဖုံးဖိထားခဲ့တာပါနေပြည်တော်မှာဆွေးနွေးပွဲတွေကျင်းပခြင်းဖြင့်တရုတ်နိုင်ငံဟာမြန်မာစစ်အုပ်စုကိုအပြုသဘောဆောင်တဲ့ထုတ်ပြန်မှုတွေပေးအပ်ခဲ့တယ်လို့ရှုမြင်နိုင်ပါတယ်အထူးသဖြင့်တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံဆိုင်ရာမူဝါဒဖြစ်တဲ့ခိုင်မာစွာထောက်ခံအားပေးချက်၃ရက်အရာမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီပြီးလူထုကထောက်ခံအားပေးတဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အတိုင်းရှောက်လန်းနိုင်ရေးခိုင်မာစွာထောက်ခံအားပေးခြင်းမြန်မာနိုင်ငံရဲ့နိုင်ငံတော်အချုပ်အခြာအာဏာလုံခြုံရေးနဲ့နယ်မြေတည်တံ့ခိုင်မြဲမှုကိုကာကွယ်ဆောက်ရှောက်ရေးခိုင်မာစွာထောက်ခံအားပေးခြင်းနဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးတိုင်းရင်းသားပြည်လဲတည်မြဲရေးနဲ့လူမှုသဟဇာတဖြစ်ရေးတွေကိုဖော်ဆောင်နိုင်ဖို့ခိုင်မာစွာထောက်ခံအားပေးခြင်းတို့ဆိုတဲ့စကားရမှာတန်တမန်ရေးရာစကားဝဲအရာပြပဆွဖတ်မှုနဲ့နိုင်ငံတကာစစ်ရာဇဝတ်မှုဆိုင်ရာဆွဆွဲချက်တွေကိုပေကျင်းကတန်တမန်ရေးရာတိုင်းလွှာအဖြစ်အသုံးချပြီးအကာအကွယ်ပေးလိုက်တာပဲဖြစ်ပါတယ်ထပ်ပြီးတော့မိမောင်းထိုးပြလိုတဲ့ဒုတိယအချက်မှာတရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC ကိုလက်တွေ့ကြကြပြန်လည်အသက်သွင်းနိုင်ရေးစစ်ကောင်စီနဲ့အပေးယူလုပ်လာတဲ့ကိစ္စပါဧပြီလ25ရက်နေ့ကပြုလုပ်ခဲ့တဲ့နေပြည်တော်ထိပ်တီအစည်းအဝေးများအတွင်းနိုင်ငံနှစ်ခုစလုံးရခင်ကဝေဝါးကတိကဝတ်ပြုယုံစက်ကွက်မှသည့်ခိုင်မာသောစီမံကိန်းအချိန်စရာများချမှတ်ပြီးလက်တွေ့အကောင့်ထဲဖော်မဲ့လမ်းကြောင်းစီတို့ကူပြောင်းလာခဲ့ကြတာပါဒါကပေကျင်းအတွက်အသက်သွေးကြောဖြစ်တဲ့မဟာဗျူဟာမြောက်အခြေခံအဆောက်အအုံချိတ်ဆက်မှုများအပေါ်မှာပဲအလေးသာနေပါတယ်အာဏာသိမ်းစစ်အစိုးရနိုင်ငံသားရေးဝန်ကြီးဌာနရဲ့အစီရင်ခံစာတွေထဲမှာတော့ပြည်တွင်းမတည်ငြိမ်မှုတွေကြောင့်နှစ်ရှည်လတွေရက်သက်နေခဲ့တဲ့စီးပွားရေးစင်ကြံ CMEC အောက်ရှိပူပေါင်းဆောင်ရွက်မှုတွေနဲ့စီမံကိန်းအချို့ကိုအရှိန်မြင့်တင်ဖို့နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ရိုးရိုးရှင်းရှင်းပဲဖော်ပြထားပါတယ်အမှန်စင်စစ်မှာတော့ပြည်သူလူထုကဒီဇိုင်းမမက်ကက်ကွက်ထားတဲ့ကက်ကွက်နေစဲမြစ်ဆုံစီမံကိန်းနဲ့တရုတ်ရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်မန္တလေးမူဆယ်ကြောက်ဖြူရထားလမ်းနဲ့ရေနက်စိတ်ကမ်းလိုမျိုးစီမံကိန်းတွေကိုစစ်ကောင်စီကသူတို့အာဏာတည်မြဲရေးအတွက်လဲဖို့အဓိကအချက်ချတွေဖြစ်တကြောပြန်ကန့်လန့်လာတာဖြစ်ပါတယ်ဝမ်ယီခီးစဉ်ဟာမြန်မာအကြက်တဲပေါ်ပေကျင်းရဲ့သဘောထားကိုထင်ထင်ရှားရှားပြသလိုက်တယ်လို့သုံးသပ်နိုင်ပါတယ်။အကြောင်းရင်းမှာပြည်တွင်းပဋိပက္ခတွေရှိနေပေမဲ့တရုတ်နိုင်ငံရဲ့အကြီးစားရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့အတွက်လက်ရှိစစ်အုပ်စုကိုအတုံးတော်ခံပြီးယုံကြည်စိတ်ချရတဲ့မိဖက်လို့သတ်မှတ်ထားကြောင်းနိုင်ငံတကာကိုပြောင်းကြအချက်ပြလိုက်တာဖြစ်ပါတယ်။တတရအချက်အနေနဲ့ကတော့နှစ်နိုင်ငံလုံးမှာရှိနေတဲ့လက်တွေ့ကြတဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေနဲ့ပေကျင်းရဲ့ဖိအားပေးမှုတွေကိုမိမောင်းထိုးပြချင်ပါတယ်။တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားနေတဲ့အွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်တွေနဲ့အွန်လိုင်းလိမ်လည်မှုတွေအပါအဝင်နယ်စပ်တခြားတရားမဝင်ရဆိုးမှုတွေတရုတ်မြေတဲ့စိတ်ဝင်လာမှုအပေါ်ပေကျင်းအစိုးရကပုံမစိုးရိမ်ပူပန်လာခဲ့ပါတယ်။နေပြည်တော်သွေးဆုံမှုအတွင်းဝမ်ယီဟာတသမန်ရေးရာကာကွယ်ပေးရေးအတွက်ကြိုတင်သတ်မှတ်ချက်တစ်ခုအဖြစ်အဆိုပါနယ်စပ်ရစဝန်ကိုင်းတွေကိုအမြင့်ပြတ်အရှိန်မြင့်နိုင်နေဖို့မြန်မာစစ်ကောင်ဆောင်တွေကိုပြင်းပြင်းထန်ထန်သတိပေးတိုက်တွန်းခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့တသမန်ရေးရာကာကွယ်မှုပေးခြင်းကိုတုံ့ပြန်တဲ့အနေနဲ့မြန်မာစစ်အုပ်စုကနယ်စပ်စီမံခန့်ခွဲမှုနဲ့နယ်စပ်ဖြစ်ကျော်ရစဝတ်မှုတွေကိုပြင်းပြင်းထန်ထန်နှိမ်နင်းရမှာတရုတ်အလိုကျပူပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ချက်ချင်းကတိပြုခဲ့တာပါ။
ဒါပြင်ဧပြီလ25ရက်နေ့တွဲဆုံမှုအတွင်းမြန်မာနိုင်ငံအနေနဲ့မြန်မာနယ်နိမိတ်အတွင်းတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့မြစ်တိလောက်ရက်ကိုမြခွင့်ပြုမည်မဟုတ်ကြောင်းမြန်မာနိုင်ငံရှိတရုတ်နိုင်ငံသားတွေအဖွဲ့အစည်းနဲ့စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်အစီအမံတွေချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ဒီတရားဝင်မှုအတွက်လုံခြုံရေးလဲလှယ်ခြင်းဆိုတဲ့မဟာဗျူဟာမြောက်အပြန်လှန်အပေးယူဟာလက်ရှိပထဝီနိုင်ငံရေးဆွေးနွေးမှုတွေရဲ့ထူးခြားတဲ့ဝိသေသတစ်ခုဖြစ်လာပါတယ်။ဒါတွေဟာတရုတ်နိုင်ငံရဲ့ထောက်ခံမှုဆိုတာဟာအလကားမရပဲမြန်မာပြည်တွင်းဒုစရိုက်နဲ့ပဋိပက္ခတွေတရုတ်နယ်မြေအတွင်းသို့စိတ်ဝင်မလာအောင်တားဆီးနိုင်မဲ့စစ်အုပ်စုရဲ့အတုံးတော်ခံနိုင်မှုအပေါ်မှာပဲလုံးလုံးလျာမူတည်နေပါတယ်။2026ခုနှစ်အတွင်းမြင်တွေ့နေရတဲ့တရုတ်မြန်မာပေါက်ဖော်ဆက်ဆံရေးဟာရိုးရချစ်ကြည်ရေးမျက်နှာဖုံးအောက်ကနေကြိုတင်တွက်ချက်ထားတဲ့ပထဝီနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာအပေးအယူတာဖြစ်ပါတယ်။ပေကျင်းဟာသူတို့ရဲ့ထိပ်တန်းတန်တမန်ကိုနေပြည်တော်သို့ဆင်းလွတ်လိုက်တာဟာရေရှည်မဟာဗျူဟာမြောက်စီမံကိန်းတွေနဲ့ကိုကျိုးစီးပွားတွေကိုကောက်ွယ်ဖို့အတွက်ဆိုတဲ့စစ်အုပ်စုကပဲစွမ်းဆောင်နိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့တရုတ်နိုင်ငံကအဆုံးဖြတ်လိုက်တာကိုပြသနေပါတယ်။အထူးသဖြင့်အချုပ်အခြာအာဏာနဲ့အမျိုးသားလုံခြုံရေးဆိုတဲ့တန်တမန်ရေးရာစကားလုံးတွေကိုအသုံးချခြင်းဖြင့်ဖိလစ်ပိုင်ဦးဆောင်တဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့အနောက်အုပ်စုကတွန်းအားပေးနေတဲ့စစ်ရောက်မှုဆိုင်ရာအရေးယူမှုများကနေခုခံကာကွယ်ဖို့ဥပဒေကြောင်းအရခံတပ်တစ်ခုတိစောက်ပေးလိုက်တာဖြစ်ပါတယ်။ဒီကွက်ရွှေ့မှုဟာတရုတ်နိုင်ငံအတွက်ဆွဆာမှုအလွန်ကြီးမားတဲ့လောင်ကစားတစ်ခုဖြစ်လာနိုင်ပါတယ်။တရုတ်အနေနဲ့အခုလိုမြန်မာစစ်အစိုးရဘက်ကနေပြောင်ကျကျရက်တီပေးခြင်းဖြင့်မြန်မာလူတို့ရဲ့စွတ်ပယ်မှုကိုခံရနိုင်ခြေရှိပြီးဒေါ်လာရာစုတွေအကြားတရုတ်စစ်ကျင်ရေးစိတ်ဓာတ်တွေကိုပုံမမီးထိုးပေးတဲ့ကဲ့သို့ဖြစ်စေနိုင်ပါတယ်။ရလက်အနေနဲ့တရုတ်နိုင်ငံဟာမြန်မာပြည်သူလူထုလိုလားတဲ့ဒီမိုကရေစီနည်းကျတရားဝင်မှုကိုမျက်ကွယ်ပြုပြီးကိုကျိုးစီးပွားအတွက်မြစ်တိတံမိုးပေးရတာဖြစ်စေစစ်အုပ်စုဖော်ဆောင်တဲ့ပြည်သွင်းရေးကိုပဲရွေးချယ်လောင်းကျထပ်လိုက်ခြင်းဖြစ်ကြောင်းသုံးသပ်နိုင်ပါတယ်။တရုတ်အစိုးရနဲ့အာဏာသိမ်းမြန်မာစစ်အစိုးရတို့မဟာမိတ်ဆက်ဆံရေးတကြော့ပြန်အားကောင်းလာတာဟာအနောက်နိုင်ငံတို့ရဲ့တသမန်ရေးရာအထီးကျန်စေမှုမဟာဗျူဟာပေါ်တရားမှုရှိစေတဲ့အဓိကအသက်သွေးကြောတစ်ခုဖြစ်လာပါတယ်။ဒီအခြေအနေကိုတုံ့ပြန်နိုင်ဖို့မြန်မာနိုင်ငံဟာပြည်တွင်းပဋိပက္ခတသက်မဟုတ်တော့ပဲတရုတ်နိုင်ငံရဲ့ပထဝီမဟာဗျူဟာမြောက်တကမ္ဘာလုံးဆိုင်ရာစီးပွားရေးနယ်ချက်ဒါမှမဟုတ်နယ်မြေချက်ထွင်မှုမှာအဓိကကျတဲ့နေရာတစ်ခုဖြစ်လာနေပြီဖြစ်ကြောင်းနိုင်ငံတကာအတိုင်းဝိုင်းကအတိမတ်ပြုဖို့လိုအပ်ပါတယ်။အထူးသဖြင့်အာဆီယံအလှည့်ကျဥက္ကဋ္ဌအပါအဝင်ဒေသတွင်းအင်အားစုများအနေနဲ့တရုတ်နိုင်ငံရဲ့ပိုလန်မှ BRI စီမံကိန်းတွေဟာမြန်မာနိုင်ငံမှာစစ်မှန်သောအယက်သားအုပ်ချုပ်ရေးပြန်လည်ရရှိဖို့ရေရှည်အသားစီးတစ်ခုဖြစ်မလာစေရအတွက်ဒေသတွင်းတည်ငြိမ်ရေးဆိုတဲ့ကိစ္စအရက်ပေါ်တရုတ်နိုင်ငံနဲ့ထိတွေ့ဆက်ဆက်မူဝါဒလမ်းကြောင်းများကိုရှာဖွေဖော်ထုတ်ဖို့ဒီနေရာကနေအကြံပြုလိုက်ရပါတယ်ရှင်။ယခုသုံးသက်ချက်စာရန်ကိုရမ်မြအင်စီကျူမှနိုင်ငံရေးသူတည်တည်များရေးသားထားပြီးအင်မနာကရုပ်တံဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။